MP ပူဟန်ကလျန်ကိုမိန်ကွန်းပြောကြားပေးဖို့ရန်စင်မြင့်ထက်သို့ဖိတ်ခေါ်ပါရရှင်ကျွန်တော်ကြည့်နေတော့ဒီခန်းမထဲမှာကျွန်တော်ကအကြီးဆုံးအသက်အကြီးဆုံးမဟုတ်ရင်တောင်မှခေါင်းကတော့အဖြူဆုံးဖြစ်လိုက်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ခေါင်းအရာကျွန်တော်တက်မှာတကယ်အော်မိတဲ့အချက်တစ်ချက်ပြောလိုပါတယ်အဲ့ဒါကဘာလဲဆိုတော့တကဘာလုံးထီတောင်မှထင်ပေါ်ကြော်ကြတဲ့စကိုင်းပြည့်ရွေးပေါ်မှာမြန်မာနိုင်ငံရဲ့မြို့တော်ကိုပြောင်းရွှေ့တဲ့ခေါင်းဆောင်တွေကိုကျွန်တော်အံ့ဩတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုပြောတယ်လဲဆိုတော့ကျွန်တော်ကဘူမိဗီဒအင်ဂျင်နီယာဘူမိဗီဒနဲ့ဘွဲ့ရထားတော့ဒီလောက်တောင်မှတမိုင်းမှာမြန်မာနိုင်ငံကိုဖျက်ဆီးတဲ့ပြည့်ရွေးပေါ်မှာမြို့တော်တည်ရဲတဲ့တတ္တိကနည်းတဲ့တတ္တိမဟုတ်ဘူးအဲ့ဒါထက်ပူအံ့ဩတာကစကိုင်းပြတ်ရွေးကြောင့်ပျက်စီးသွားတဲ့နေပြည်တော်ကိုအင်္ဂတိနဲ့ပြန်ဖာတီပြီးတော့မြို့ကိုပြန်ပြုတ်ပြန်ခြင်းနဲ့ပုဂ္ဂိုလ်တွေကိုလည်းပို့ပြီးတော့အံ့ဩတယ်အဲ့တော့ထပ်ပူအံ့ဩစရာတစ်ခုရှိသေးတယ်ဒီလောက်တောင်မှတိုင်းပြည်ကိုဖျက်ဆီးစုပ်ပြတ်တတ်အောင်မီးရှို့ဘုံကျဲတဲ့အချိန်မှာရွေးကောက်ပွဲလုပ်ခြင်းတဲ့ပုဂ္ဂိုလ်ကိုလည်းအံ့ဩတယ်အဲ့တော့ကြောင့်ရှက်စိတ်မရှိတဲ့ဟာကလည်းတတိစီမကျွန်တော်တို့စင်မလုပ်ရဲဘူးနောက်အဲ့ဒါကကျွန်တော်အံ့ဩတာနောက်ပြီးတော့ oneness ရာတစ်ခုပြောပြမယ်ပြီးခဲ့တဲ့6လ6ရက်25ရက်နေ့ CRPH အစည်းအဝေးမှာထုတ်ပြန်လိုက်တဲ့ကြီးညာချက်တစ်ခုအဲ့ဒီ oneness ရာကတော့ကျွန်တော်တို့ဒီမှာထိုင်နေတဲ့လူတွေအတွက်တော့မဟုတ်ဘူး non CDM တွေအတွက်တကယ် oneness ရာလွတ်တော်ဥပဒေရေးရာကပြုစုလိုက်တယ်နောက်ပြီးတော့ပြုစုလိုက်တယ်ဆိုတာကလည်းလွယ်အချီအတင်ဆွေးနွေးပြီးမှပြုစုတာပြီးရင် CRPH ကိုရောက်လာတယ် CRPH ကအာနီ6ရက်6လ25မှာ pass လုပ်လိုက်တယ်မကြခင်လွှတ်တော်ကကြီးညာမယ်အဲ့ဒါဆိုကြီးညာလိုက်လောက်ကတော့ non CDM အတွက်အသက်ရှင်ခြင်းစရာမကောင်းတော့ဘူးအဲ့ဒီတော့တနိုင်ငံလုံးမှာရှိတဲ့ non CDM တွေကိုဒီချိန်မှာအချိန်ရှိတော့လွတ်တော်ကမကြီးညာခင်လေးမှာ CDM လုပ်ကြပါအခုကဒါထွက်လာပြီဆိုရင်ရန်ငါပြတ်ပြီဒီနန်းဒီကြောင့်စာယနိတိအသက်ရှင်တာနေနန်းဒီကြောင့်နန်း CDM ဒီကြောင့်ဖြစ်ပါတယ်CDM ဝန်တာဆရာကတော့ဒီလိုလွတ်တော်ကဒါကိုအတီးပြုတ်ပြီးဖြစ်တဲ့အတွက်ကြောင့် CDM ဒီအတွက်တကယ်ဝန်တာဆရာဖြစ်ပါတယ်ကျွန်တော်ကပြောသေးတယ်ကျွန်တော်တို့နောက်ကျနေပြီလို့ CDM တွေက
စိတ်ပြတ်နေတာကြာလှပြီဒါမဲ့အခုအဲ့ဒါထွက်လာပြီဆိုရင်အငိမ့်စားယူပြီးတဲ့ CDM ရော test တက်ပြီးနောက်ပြီးတော့တက်မပြီးသေးတဲ့ဟာဒီရောကျွန်တော်တို့နိုင်ပြီဆိုရင်တော့ကောင်းစားပြီအဲ့ဒါကလွတ်တော်ကနေထွက်လာတဲ့ဟာဒီနှစ်ချက်ကျွန်တော်တို့ကနိုင်နေပါပြီနေရာတိုင်းမှာနိုင်တယ်ချင်းတောင်မှာအခုမြို့သုံးမြို့ပဲကျန်တယ်ဖလမ်ဟာကတိဒင်အခုဒါကတိဒင်အတွက်ဒါသိမ့်ပြီးပြီဆိုရင်ဖလမ်မဟုတ်ဟာခထန်လန်တိဒင်သိမ့်ပြီးရင်ဟာခနဲ့ထန်တလန်ပဲကျန်မယ်ထန်တလန်ကလည်းမြို့ပြတ်ပြီးသားအိုးဆုံးပြတ်သွားတာအခု CB ကနေဖလမ်တင်လိုက်တော့ဘာဖြစ်တယ်လဲဆိုတော့ ICNC ရုံးချုပ်ကိုအရင်ကတည်းကဖလမ်နယ်မှာထားတာအခုမြို့ပေါ်ဆွေးလို့ရပြီဖလမ်မြို့ကအရင်တော့ချင်းပြည်နယ်ရဲ့မြို့တော်မင်းတပ်ကချင်းပြည်နယ်ရဲ့တောင်ပိုင်းမြို့တော်ဖလမ်ကမြောက်ပိုင်းမြို့တော်အခုအဲ့ဒါဒီကိုပြန်အသက်ဆင်လာလိမ့်မယ်အဲ့တော့သိနိုင်အောင်ကြိုးစားရတယ်ဖလမ်မှာ ICNCC ရုံးဆွေးလို့ရပြီဒါ CB ရဲ့အောင်ပွဲပဲမင်းတပ်မှာရုံးခွဲမတူပီမှာရုံးခွဲဖွင့်ထားပြီမင်းတပ်မှာလည်းရုံးထပ်ဖွင့်လိုက်ပဲကျွန်တော်တို့နိုင်နေပြီဒါပြီးမဲ့ကျွန်တော်တို့နိုင်မှန်းဘာဖြစ်လို့မသိတယ်လဲဆိုတော့ရွေးကောက်ပွဲအတွက်အလုံးများနေလို့တတိမထားမိတာပဲရှိလိုက်ပဲမြို့ပေါင်း190နဲ့ဘယ်လောက်လဲအဲ့မှာရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာကြီးမုံတည်င်းစာတို့မြန်မာအလင်းတို့ဘယ်နာထောင်တဲ့ MLTV တို့ပဲကြည့်တဲ့အုပ်စုကတော့ယုံလိုက်မယ်ချင်းပြည်မှာလဲချင်းပြည်နယ်တစ်ခုလုံးမှာရွေးကောက်ပွဲလုပ်မယ်တဲ့ဘယ်မြို့မှာလုပ်မှာရွေးကောက်ပွဲပဲကြည်နေတော့ကျွန်တော်တို့နိုင်မှန်းကိုတတိမထားမိတာနေတဲ့တတိမဟုတ်ဘူးအလှူတွေကိုဒီလောက်ပေးတဲ့ဟာပြီးခဲ့တဲ့ကရင်ပြည်နယ်မှာပေးလိုက်တဲ့အလှူက$7တန်ဖို့ကျွန်တော်တို့စင်ချင်းပြည်နယ်တစ်ခုလုံးတင်လို့ရပြီများလိုက်တဲ့အလှူတာတို့တော့မခေါ်ချင်ပါဘူးဒါမဲ့ကျေးဇူးတော်တင်တယ်အဲ့လိုဟာမျိုးချင်းတောင်မှနောက်တစ်ခါလောက်လာလှူလိုက်ရင်တော့ချင်းပြည်နယ်တစ်ခုလုံးကမကဘူးစကိုင်းတိုင်းကိုဆင်းလို့ရပြီတိမျိုးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကစကိုင်းကိုကလေးမျိုးကိုဆင်းလာပါမင်းတပ်ဘက်ကကြောက်ထုကိုဆင်းလာလိမ့်မယ်အဲ့မှာဟိုဘက်ကမကွေးတိုက်ကဓာဒီစကိုင်းတိုက်ကဒီပေါင်းပြီးတော့နေပြည်တော်ထိဆက်သွားမယ်အဲ့ဒါကကျွန်တော်တို့ရဲ့ရီမန်ချက်ကျွန်တော်ကြောက်နေတာတခုတော့ရှိတယ်ကြောက်တယ်ဆိုတာကချင်းလို့ဆိုရင်ကြည်တာလို့ပြောတယ်အဲ့ဒါကို direct ဘာသာပြန်ရင်ရင်စရာကောင်းတာဆိုပြီးတော့ဖြစ်တယ်ကြောက်တာမဟုတ်ဘူးအဲ့တော့ရင်စရာကောင်းတဲ့အချက်တစ်ချက်ပဲရှိတယ်ဘာအဲ့ဒါကကျွန်တော်ကြောက်နေတဲ့ဟာကအပြင်းရန်သူကတော့ကျွန်တော်မကြောက်တော့ဘူးအတွင်းရန်သူကိုကျွန်တော်ကြည်တာရင်စရာကောင်းတယ်ကောင်းဖို့ကောင်းမလားဖို့ဘာလို့လဲဆိုတော့အဲ့ဒါက CRPH ဥက္ကဋ္ဌဦးအောင်ကြည်နုကတစ်ချိန်လုံးတော်မှာတာတခုရှိတယ်ကန်ကခါနေလေလိုက်ကြည့်လေကြောက်ဆောင်နဲ့မတိုက်မိဘူးတတိထားအခုကျွန်တော်တို့နိုင်နေပြီကန်ဖို့အတွက်ဖိအချင်းကြီးရောက်ပြီကန်ဆမ်းမှာကြောက်ဆောင်နေပေါ်တယ်မတိုက်မိဘူးအတွက်တတိထားကြကျွန်တော်တို့တော်လှန်ကြီးအထဲမှာအချင်းချင်းတော်လကောင်းအပြင်ဘက်ကကြံတူနေတော့ကျွန်တော်တို့နိုင်နေပြီတယောက်နဲ့တယောက်
မတိုက်မိဘူးအဲ့ဒါကကြောက်စရာဂီတာရန်စရာကောင်းတဲ့အချက်တစ်ချက်တအားတတိထားရလိမ့်မယ်ကရင်ပြည်နယ်မှာတရက်ကို24နာရီအတွင်းမှာစခန်းတစ်ခုလောက်ကိုတင်ပြလိုက်တာတိုက်ပြီးဆိုရင်ကချင်ကကရင်ကလည်းပြတ်တယ်ကချင်ကလည်းလောက်တာပဲရခိုင်အခုဘယ်မှာသူရွေးကောက်ပွဲလောက်တော့မှာမြေပြတ်အထက်အညာမှာလဲအဆက်အသွယ်တောင်မှသူတို့အချင်းချင်းအဆက်အသွယ်တောင်မရတော့ဘူးသူတို့အချင်းချင်းထဲမှာတောင်မှအစင်မပြေတော့ဘူးတယောက်နဲ့တယောက်မတင်ကြတော့ဘူးအဲ့ဒီတော့ယခုအချိန်မှာကန်ကတ်တော်မဲ့အချိန်မှာကြောက်ဆောင်နဲ့မထီမိဘူးအတွက်ကျွန်တော်တို့တအားဂယုဆိုင်ရကျေးဇူးတင်စကားကိုပြောချင်တယ် NLD OC ကိုအထူးကျေးဇူးတင်တယ်ဒီလိုပွဲမျိုးဖြစ်မြောက်အောင်လုပ်ပြီးတဲ့ committee ဒီနောက်ပြီးတော့အထောက်အကူပြု NLD OC ကိုကျေးဇူးတင်တယ်နောက်ပြီးတော့နိုင်ငံရပ်ခြားကနေမြေပြန်ကနေလာတဲ့ညီမသမီးငယ်နှစ်ယောက်ကိုလည်းကျေးဇူးတင်တယ်ผู้အဝိတ်ကနေလာတဲ့တချင်းစုပြီးတဲ့လူတွေရောပွဲဖြစ်မြောက်အောင်ဒီမှာတီဂီတာတီးပြီးတဲ့တားငယ်တွေရောနောက်ပြီးတော့မြေပြန်ကအခုကျွန်တော်တို့နိုင်နေပြီဆိုတဲ့ဟာတိတိမကတော့မသိသေးဘူးဒါပြီးမဲ့ကလေးမျိုးကနေစစ်ကိုလာတဲ့အုပ်စုကဆယ်နမိုင်-တော့မရောက်ဘူးအဲ့မှာတင့်နေပြီစစ်ကိုထပ်ပို့တယ်နောက်ဆုံးဘယ်လောက်ထိစရင်အတိကြတော့ကျွန်တော်တို့မရှိဘူးပထမအဆုံးတက်လာတာက200လို့ပြောတယ်ပြီးမှငါထပ်ထဲတာနဲ့900အခု800လောက်ရှိပြီတေတာကလည်းနှမျောဆိုင်ကျွန်တော်နှမျောတယ်အတက်ကိုဇန်ဒူဘက်ကပဲဖြစ်လူအတက်ကိုအလိုဖောတီတုံးတာတော့တကယ်နှမျောစရာကောင်းတယ်သူတို့မှလည်းမိသားစုလည်းရှိရဲ့လေအဲ့တော့ဒီလူစားမျိုးကစကိုင်းပြည့်ရွေးပေါ်မှာမြို့တော်တဲပြီးတော့နောက်ပြီးတော့စီမံနဲ့ပြန်ဖာဖို့ကြိုးစားတဲ့အုပ်စုရွေးကောက်ပွဲဒီလောက်တောင်ပြည့်စည်နေတဲ့ကြားထဲမှာရွေးကောက်ပွဲလို့ပြီးရင်လွတ်တော်ပဲမှာခေါ်မှာလွတ်တော်အဆောက်အုံကဟိုမှာပြိုးနေပြီညောင်နှပဲမှာများခေါ်ဖို့အစီအစဉ်ရှိလာတော့မသိဘူးအဲ့တော့နောက်ဆုံးတော့ကျွန်တော်တို့နောက်တစ်ခါထပ်ပြောလိုက်ရင်အချင်းချင်းကြားမှာကန်ကခါနီကြောက်ဆောင်နဲ့မတိုက်ဘူးကျွန်တော်ချင်းလူနည်းနည်းထပ်ပြောမယ်ဇိုးဒင်းဟတာကောပိပနာဂါလ်ဟူဒင်းတဲ့ငေါင်းဆုံးတရင်တုံဆုံးနော်လို့အဇိုးဟတာအဲ့တော့တိရင်ကလူတွေကတရင်ဟူတက်ကုန်းမှာရှိတဲ့လူတွေကဘယ်လောက်အားငယ်နေမလဲစစ်ကိုလာဖို့တော့မှလမ်းမှာပျောက်သွားပြီတွာဟိတာဇိုးဒင်းအယံပတ်တော်ဟိုအိုက်ခတာဣထတာလို့ဒီ이 또아치 하그린 까키 다돔 둘라이다가 까키 다돔 또아키짱 툰 이가마 데나 시아마누 옹겐 회시봉 after 아시아만 자갈라 아시만가 이소에니비 비로메 또아벤 갈조 키짱 아키장딘 비카니비နိုင်ပြီးပြီဆိုရင်ဣဇောခစ်ချန်ဣဂမ်ဘုပ်ဣမီနမ်ဘုပ်ကိခိုင်ဟ ோம் တင်တွာချန်ဇက်တွမ်တဲအဒီယက်ဒကင်ဇိုမီဆုငါပြန်လန်တွာတင်ဟမ်ပေဣကိမ်နာဒင်ကေလုံဂုလနာအ
ayang one condition ဖက်စစ်နဲ့မပေါင်းတဲ့အုပ်စုနဲ့ပဲတိုက်ပြီးတည်ထောင်မယ်ဖက်စစ်နဲ့ပေါင်းတဲ့အုပ်စုကတော့ဆွေးနွေးပွဲမှာတောင်းလုံးဝလက်မခံဘူးအဲ့ဒီတော့အချိန်စီတော့လာပူပေါင်းကြပါနန္ဒမာဒီစီရီယမ်လို့ပါတိရင်တတ်ကုန်းမှာရှိတဲ့စစ်တပ်နဲ့ပူပေါင်းတဲ့အုပ်စုရှိရင်လည်းပြန်လာပါစစ်တပ်ကလည်းအချိန်မီလက်နဲ့ချပါအခုချိန်စီရီယမ်လောက်လိုက်ရင်စစ်တပ်ကစီရီယမ်ထဲဝင်မယ်တိုက်တဲ့ချိန်မှာဆုံးရင်အလံဖြူထောင်းရင်စီရီယမ်ထဲမှာပါတော့လူပြတ်စရင်ထဲမှာကြီးညာဖို့အစင်တက်ဥပဒေထုတ်ထားပြီးပြီအဲ့တော့လူပြတ်စရင်ထဲမှာမပါချင်မှုနကိဟောနပကေယူလေองโลตุนองกิเลลเปลมาโลดิยังฮีนายกูนายเด้เลลโลแล้วดิยังตัวเป็นขันละขันจงกิกิซักสักกุลตาตัวเต็งฮีนะอัศอลเลวินะแต่ดิมักกิมุนีมาจากเห็นอเชงอตออจวนมาที่ดิมมาส่งจาสุลุงดำมาไม่จีส่วนย้ายติดเลย